မင်းတိလား Lamborghini ရဲ့ပထမဆုံးထုတ်လုပ်ခဲ့တဲ့ကားက Lamborghini 350 GT ဖြစ်တယ်ဆိုတာဒီကားမရှိတာနဲ့ Lamborghini ဆိုတဲ့အမည်တောင်မရှိနိုင်တော့ဘူးနော် Lamborghini 350 GT ကို1964ခုနှစ်မှာထုတ်လုပ်ခဲ့တာဖြစ်ပြီးဒါဟာ Lamborghini ရဲ့ပထမဆုံးအောင်မြင်မှုရှိခဲ့တဲ့ model ဖြစ်ပါတယ်ဒီကားကိုဖန်တီးခဲ့သူ Ferruccio Lamborghini ကသူ့ရဲ့အိမ်မက်ဖြစ်တဲ့ luxury sport ကားတစ်စီးဖန်တီးဖို့အတွက်ဒီ 350 GT ကိုစတင်တယ်350 GT မှာ3.5 လီတာ V12 engine တက်ဆင်ထားပြီးအရှိန်0ကနေ100 km/h ကို30ကျော်စက္ကန့်အတွင်းရောက်နိုင်ပါတယ်ဒီ engine ကို Lamborghini ကိုယ်တိုင်ဖန်တီးခဲ့တာဖြစ်ပြီးထိုအချိန်က Ferrari နဲ့ပြိုင်နေချိန်မှာ350 GT ဟာမောင်းရလွယ်ကူပြီး style လဲလှတဲ့ကားဖြစ်တာကြောင့်လူသိများလာခဲ့ပါတယ်ဒီကားကိုစုစုပေါင်း135စီးပဲထုတ်လုပ်ခဲ့တာထက်လို့ယနေ့ခေတ်မှာတော့ကားစုဆောင်သူတွေရဲ့အိမ်မက်ကားတစ်စီးဖြစ်နေပါတယ်